ချောကလက်ကုန်ကြမ်းဖြစ်တဲ့ဒွေဒေတာထွက်ကိုကိုတီအခုနှစ်မှာပြည်တွင်းအဝယ်လိုက်လို့ဈေးကောင်းရနေပါတယ်။မနစ်ကကိုကိုတီ1ကီလိုကျပ်900လောက်ကနေ900လောက်ထိဈေးရရှိခဲ့ရအခုနှစ်မှာ900ကျပ်အထိဈေးတက်လာတယ်လို့ဈေးကွက်အတွင်းကနေစုံစမ်းသိရပါတယ်။ကိုကိုတီကိုတောင်သူတွေစီကအတိတိုက်ရဲ့အဝယ်ပြီးဒိုင်တွေကအတိချောင်းလောက်ကချောကလက်ကုန်ကြမ်းဖြစ်ရန်ကုန်ဈေးကွက်ကိုတင်ပို့ရတယ်လို့သိရပါတယ်။ချောကလက်ကုန်ကြမ်းဖြစ်တဲ့ကိုကိုအမုတ်ကိုအရင်ကတရုတ်နိုင်ငံကနေအများဆုံးတည်သွင်းကြပြီးအာနာသိမ့်ပြီးနောက်နယ်ဆက်လမ်းကြောင်းတွေမှာကိုသွဲရခက်လို့တည်သွင်းနိုင်တာမရှိတော့ဘူးလို့ဆိုပါတယ်။အာနာသိမ့်ပြီးပြည်ပကတင်သွင်းရခက်ခဲလာလို့ကိုကိုကုန်ကြမ်းတွေတစ်နှစ်တစ်နှစ်ဈေးတက်လာတယ်လို့ဆိုပါတယ်။ကိုကိုတီကိုကွမ်းနဲ့ရောဘာချန်တွေမှာတင်းညက်စိုက်ပျိုးကြပြီးဒွေဒေတာရေဖြူမြို့နယ်မှာအများဆုံးစိုက်ပျိုးခဲ့ကြတာပါ။ဒွေဒေတာမှာကိုကိုတီကိုကုန်ကြမ်းအဖြစ်စိုက်ပျိုးခဲ့တယ်လို့ချောကလက်အမုတ်အခန်းနဲ့ဝိုင်းအဖြစ်လဲကုန်ချောထုတ်လုပ်ရောင်းချကြပါတယ်။